ဆွဲမဲ့မော်အခုလို့ဆွဲပုံဆွဲထန်လာလိုက်ဖိပြီးတော့ဆွဲလိုက်နော်အချမ်းကြည့်လို့ရ Okay take measure 2ကိုသုံးတယ်ဘယ်လောက်ဆွဲထုတ်မလဲဆိုရင်မီလီမီတာနဲ့ပဲသွား furniture ဆွဲရင်မီလီမီတာပဲသုံးပါပင်လမ်းမကြီးသုံးလို့အဆင်မပြေဘူးမတိကျ15 mili ပါလာတော့ကဲနော်မှန်နေဆိုရင်5 mili အဲ့လိုဆိုရင်မီလီကအတိကျပဲလေးပဲမြောက်လိုက်လေတပေကို300ရှိတယ်3လေး12 1200ရှိတယ်ဟုတ်မကောက်1800လောက်ရှိမယ်6ပေလောက်ရှိမယ်36လေး18နောက်ထပ်ကတပေခွဲလောက်ရှိတယ်တပေခွဲတော့မရှိဘူး450လောက်ရှိတယ်ဟုတ်တယ်450လောက်ရှိတယ်နော်450တပေခွဲပေါ့ပြင်အဲကောင် frame ဖြည့်လိုက်သူချိုးထားတဲ့အဝိုက်ကိုကြည့်အောင်တော်တော်ပြည်ရသလားအခုထင်သူဒီတဝက်လောက်ကနေဇောင်းချိုးချလိုက်ပုံရတယ်ဒါပဲဇောင်းချိုးချလိုက်တာဆိုတော့ဒီကောင်လည်းအခုလိုတဝက်ပဲဆွဲမယ်ဘယ်တော့ခါမှအကုန်လိုက်မဆွဲဘူး furniture လေးပြင်မှန်းနော်တဝက်ပဲယူကဲစပြီးတော့အပေါ်တင်လိုက်25 mili ရှိတယ် Okay ကွက်တည်ပဲနော်25 mili အောက်ကိုအကျက100လောက်ရှိမှာ Okay ဒီရဲ့ဒီ surface ကို copy ယူက explode ခွဲလိုက် explode ခွဲနော် explode ခွဲခဏနော်ဒီကောင်ကိုယူလိုက်ဒီကောင်ဒီ surface ကိုယူလိုက်ဝါထုတ်လိုက်ဖြတ်ဗလီနဲ့နော်ဒီနေ့နဲ့ဖြတ် Okay ဒီကောင် group ဖွဲ့ဒီကောင်ကိုတော့ frame ချိုး25 mili ပဲနောက်ကို frame depth ဖြတ်ပေးလိုက်ဆိုတော့ဒီနားလောက်တော့ဒီသူ့ရဲ့ဒီ center point ရှိတယ်နော် radius အဲ့ရနေပြီးတော့ချိုးပေးလိုက်ရတယ် Okay ပြင်ဒီကောင်လေးဖြတ်လိုက်တော့ sorry ဒီကောင်ကိုအတိသွားတယ်ပြီးတော့အတိသွားတယ်ဒီကောင်လေးဖြတ်ပလိုက်တော့တစ်ခုချင်းစီကို make group ဖွဲ့တာmake group ဖွဲ့တာဒီနေ့ဆွဲပြီနော်ဒီနေ့ဒီနေ့စယူအောင်ဒီအောက်ခြေကိုလာကပ် Okay တလားကွက်တီပဲနော်မတလားဆိုတော့ဟိုပါနဲ့အောက်ကိုဘယ်လောက်ချမလဲဆိုတာရှိတယ်အောက်ကိုဘယ်လောက်ချမလဲဆိုတော့ဘယ်လောက်ချပေးလိုက်ပေါ့ဒီကောင်တပေလောက်ရှိတယ်ဟာတပေလောက်တော့စိုက်ကြည့်ရင်တပေလောက်မရှိဘူး150လောက်ပဲရှိတယ်ဒီကောင်ဆွဲချပလိုက်နော်150မှန်းကြည့်အောင်တစ်ချက်လောက်အဲ့လောက်ပဲရှိတာပုံမှန်တော့အဲ့ချက်တော့ပို့ပြီးမရှိဘူး150လောက်ဒီလူနဲ့မှန်းလိုက်ကွက်တီပဲနော်150လောက်ပဲရှိတယ်ဟုတ်လား150လောက်ပဲရှိတယ် Okay ဒါဆိုရင်ဒီခလရဒီကောင်လေးအဲ့ဒီမှာအဖြေထွက်ပြီဟုတ်ပြီဒီကောင်တစ်ချက်တိုင်းပြရတော့မယ်ဒါတွေကဒီအချက်တွေကဒီထိကတော့300လောက်ရှိတယ်300ဆိုတပေ300ဆို600လောက်ရှိတယ်ပြောရမှာလို့600လောက်ရှိတယ်ဒါဒီထိရှိမှာဆိုတော့
ရတယ်600ပေါ့နော် explode ခွဲ make component ဖွဲ့ make component တစ်ခုပြင်ကျွန်တဲ့ကောင်ကိုလိုက်ပြင်တာဆိုတော့ဒီမှာရည်လိုက်မယ်လေ1 2 3 4တော်တော်ရှိတယ်ဟာ heavy ပဲမရှိတော့ခဏနော်ပြန်တိုင်းပေးမယ်600နှစ်ပေဆိုတော့450တော့သွားမယ်ဟုတ်ပါဘူးအေးပါ3အောက်တော့450တော့သွားလိုက်မယ်ရတယ်450နော်မီလီရှိမယ်ရောဒီထိဒီကောင်ဖြတ်ပြီးဆွဲချပလိုက်ရတယ်ဒီကောင်ဆွဲယူပါလိုက်မယ်ဒါမှန်းကြည့်ရအောင်အတိအကျသိတော့ပိုကောင်းတော့ယူပါလိုက်နှစ်ခုလုံးယူပါဒါဒီလူနဲ့ပဲတိုင်းတာညာဝတ္ထုတွေဒီလောက်ပဲရှိမှာအဲ့ထက်မှပို့ပြင်ဒီကောင်ဟိုဘက်ကို copy ထပ်ယူပါလိုက်ဒီကောင်လေးပေါအောင်ယူပဲနှစ်ခုလုံးယူပါ mirror ခောက်ဒီကောင်ဒီမှာလာဆက်ပေးလိုက် okay ဆက်ပေးလိုက်ဆက်လို့ပြီးသွားပြီဆိုရင်ဒီကောင် explode ခွဲဒီကောင်လည်း explode ခွဲညဆက်ပေးလိုက်တနေရာနဲ့တနေရာအောင်ဆက်ချတယ်ပြဿနာမရှိဘူး erase နဲ့ဖြတ်ဒီကောင်ဒါတွေမလို့တော့ဒါတွေဖြတ်ထုတ်လိုက်တော့ okay ဒါတွေဖြတ်လိုက်ပြီရပြီဆိုရင်ဒီကောင် offset ရိုက်လိုက်25လောက်နေရော25လောက်ရိုက်လိုက်အဲ့ surface ကို copy ယူသွားလိုက်ဒီကောင်ဖြတ်အခါပြောင်းမယ်နော်ပြင်နားမလဲကိုပြန်မေးလို့ရမေးပါပြင်ဒီကောင်ကို mid point ကနေကြိုင်တစ်ချက်ချင်းစီပဲဒီမှာလာချအတွင်းသားလို့ကျွန်တော်အတွင်းသားတော့ကိုတို့ဆွဲဖြည့်စရာကပြစရာမလိုဘူးလွိပ်ပိုက်ထုတ်စရာမလိုဘူးဆိုတော့ for sure ပဲ oh sorry ဒီကောင်တေချာ make group ဖွဲ့ဒီမှာဒီကောင်ဒုတယ်ဘဝရင် surface တွေရောအောင်နိုင်မယ်လိထားပြီနော်ဒါလေးတွေ okay make group ဖွဲ့တော့အဲ့ကြမှာအတွင်းသားရပါနော်အဲ့တော့ဒီကောင်လေးကမပြတော့ဘူးလေတစ်ခုစီokay ဒါဆိုရင်ဒီကောင်လေးလိုက်ချိုင်းတော့ဟာတော့ပြောဟာကြောင်းလေးပြင်မယ်2 mili ပေးပြီနော်2 mili okay 2 mili ဒါတော့မီလီရအကောင်းဆုံးမတော့ရမယ်နော်ဒီမှာသူရဟာကြောင်းရှိတယ်2 mili ရှိတယ်ဒီကောင်လေးတွေ1 miliဒီဘက်ကနေလည်း1 mili okay ကွက်တီပဲတလားဟိုဘက်ကနေ1 mili ဒီဘက်ကနေ1 mili ရမယ်နော်1 mm 1 mm ပေးလိုက်ကွက်တီပဲရပြီနော် okay ရပြီဆိုရင်ဒီဇောင်းမှာအချိုးဆက်တွေမလိုချင်ဘူးရတယ်အရင်ဆုံး round corner သုံးပေးလိုက်0.5 mm လောက်သွားလိုက်ပေးပေးလိုက်တောင်းချိုးခဏလေးပြဿနာတက်တောင်းချိုးတွေမှာ2 segment လောက်ပဲထားတယ် segment တန်ဖိုးကြောင့်ဖြစ်တာ2 segment လောက်မသုံးတော့6 segment လောက်တော့ okay ပေးပလိုက်ဟို surface တွေပြတ်ချက်တယ်နော်ပေးပလိုက်အဲ့အနားလိုက်ပေးပေးရသူ segment တိုင်းလိုက်ပေးပေးတယ်ဟောဘယ်တော့ segment ဖြစ်သွားလို့ညားပါလို့ဒါဆိုရင်ဒီကောင် segment တန်ဖိုးပြန် short ဒီကောင် segment တန်ဖိုးရဲ့သဘောတရားဒီက offset သေးလေ segment များနေပေါက်နေပဲသတိထားနော် round corner မှာ
offset တန်ဖိုးလုံးတဲ့ပမာဏသေးတယ် segment များတယ်ဆိုရင်ပေါက်ကလေးဖြစ်တယ်အဲ့တော့ segment ကို light short ပြရ4 segment ကြိုးစားကြည့်တော့တစ်ချက်တော့အပေါက်သေးပါမရှိတော့နဲသွားဒါဆိုရင်ရဒီကောင်ပိတ်ချပလိုက် okay surface ဖြည့်လိုက်ပိတ်ပါပြီလားနော်ဖြည့်ပြလိုက် surface နော်ပိတ်ပါပြီလား over down တစ်ချက်ပြန်ဆက်ရပြီနော် okay ဒါဆိုရင်ဒီဘက် down ရပြီ soft and smooth edge ကိုသွားမယ် soft ကိုဘယ်လိုလဲ on မေးလိုက် down ပြတ်လေးလုံးသွားပြီ okay down ပြတ်လုံးသွားအောက်မှာလဲဟာလာဟင်းနေနဲ့ okay ဗျာပိတ်ရနေပိတ်ရောက်ပိတ်ဒီဘက်ကိုလည်းပိတ်တော်ဒီအောက်ကိုပင့်ကြည့်လိုက်တော့နော်ရပြီdown လေးပြန်ဆက်ဒီတေးနော် okay ဒီဘက်တော့မဟုတ်သေးပါဘူးဟုတ်တယ်ဟုတ်တာပေါ့နော်ရတယ်ကြည့်နော်တလားတော့ပိုစမှုဖြတ်သွားပြီချလိုက်ဟိုက်ပေးမယ်ယူမယ်ဆွမ်းနာကလိုပဲ round corner သုံးတယ်နော်ဆွမ်းနာတန်ဖို့ပဲမလွဲစေနဲ့ဖြည့်မယ်အောက်ကိုလည်းဖြည့်ပေးလိုက် surface တွေဖြည့်ပေးလိုက်အရှိထွက်နေကြည့်ပေါက်နေပြန်ပိတ်rendering ချရင်အဲ့ပြဿနာကြီးလာလိမ့်မယ်အဲ့ကောင်တွေပေါက်နေတဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့ rendering ချတဲ့ခါကျရင်အဲ့နေရာလေးတွေကအလင်းလေးပွင့်ပြီးတော့အခါကျရင်လည်းအဲ့နာလေးတွေဇောင်းလေးတွေပေါ်တဲ့ခါကျရင်တိတာမပေါ်တဲ့ပြဿနာမရှိဘူးပေါ်ရင်တော့ပြဿနာရှိတယ်ဒေါင်းလေးတွေကကြည့်ရတာဘလို့မှအဆင်မပြေဘူး soft and smooth edge နည်းနည်းလေး short လိုက်15လောက်ပဲထား10လောက်ပဲထားနော်အဲ့လောက်ပဲထားဒါဆိုရင်နည်းနည်းလေးပြေသွားဒီကောင်ဆိုတဲ့ soft 10ish 10လောက်ပဲထားတယ်အတော်ပဲနော် okay ရပြီနော်ဒီကောင်လေးလုံးမယ်ဒါတော့ကွက်တီကလုံးချပါတခုပြင်တော့အကုန်လိုက်ပြန်သွားရပြီအတွင်းအကောင်လုံးလိုက်ကောရှာလို့နော်လုံးပေးလိုက် edit and hide or ဘောကောင်လုံးချလိုက် selection ကော soft and smooth edge ကိုရွေးတောင်းနေပြောက်သွားတယ် okay ဒါဆိုရင်အခုဒီမှာပုံထဲမှာပြထားတဲ့ division တွေရပြီ okay ဒါလေးပါပဲ detail ဆွဲပြတာ okay ကြိုးစားပြီးလိုက်ဆွဲကြည့်အောင်ဟောနေအပေါ်အကောင်နည်းနည်းလေးပို့ပြီးလုံးအောင်မယ်ခဏလေးကိုမှားပါတယ်ဒီကောင်ဒီပို့ပြီးတော့ဇောင်းပို့လုံးတယ်ကြည့်သူ့ရဲ့ model ကိုကြည့်လိုက်အဲ့ဒါ down ပို့ပြီးလုံးထားတယ်နော် down ပို့လုံးထားတယ်ဒီကောင်ဒီမရှိဘူးဆိုရင်ဒီကောင်1လောက်ရှိလိမ့်မယ် offset က1လောက်ရှိမယ် segment တန်ကို6လောက်ပေးမယ်ပို့ပြီးတော့ဒီကောင်စမှုဖြတ်မယ်နော်ဒီကောင်ပို့ပြီးလုံးလိုက်ဟုတ်လား okay soft and smooth edge ရပြီနော်ကြည့်လို့ပိုကောင်းပါကဲဒါပဲရမယ်နော်ကဲအဲ့ TV စင်လေးတိုက်ဆွဲကြည့်အောင်